လူငယ်လူရွယ်တွေဟာတဲ့မှန်ကြည့်ပြီးတော့မျက်နှာမှာမှဲ့ရှိသလားအမာရွရှိသလားလို့ကိုယ့်မျက်နှာကိုကိုကြည့်ပြီးတော့စစ်ဆေးကြတယ်လို့ကိုယ်စိတ်လေးကိုလည်းပဲဆင်ញင်သုံးသပ်ကြည့်ပါလို့ဒီလိုပြောတာနော်ကိုတချို့များမျက်နှာတင်ကြည့်တာမဟုတ်ဘူးအဝတ်ကလေးဝတ်ပြီးရင်ကိုလုံးပေါ်မှန်ကြီးနေဟိုဘက်ဆောင်းကြည့်လိုက်ဒီဘက်ဆောင်းကြည့်လိုက်ရှိသေးတယ်နော်နောက်ကနေလှည့်ကြည့်လိုက်ရှေ့ကကြည့်လိုက်နောက်ကကြည့်လိုက်ကြည့်လို့ကောင်းရလားပေါ့အဲ့လိုလောက်ထားတွေတွေ့ဘူးတာပဲနော်အမျိုးစုံပဲအဲ့တော့အဲ့ဒါလို့ချိတယ်လို့ကိုယ်စိတ်လေးကိုကိုချိစမ်းပါမြတ်စွာဘုရားဆင်ញင်သုံးသပ်ချိစမ်းပါဒါဖြင့်ဆင်ញင်သုံးသပ်ရင်ဘလို့အချက်တွေနဲ့ဆင်ញင်သုံးသပ်ရမှာလဲလို့ဆိုတာကိုမြတ်စွာဘုရားကစနစ်တစ်ခုပေးတယ်ဆင်ញင်သုံးသပ်ကြည့်ဖို့ရအတွက်အချက်10မျိုးဒီသုတ္တံမှာဟောပေးထားတယ်အချက်10မျိုးဟာဒီ positive နဲ့ negative နှစ်ခုထားတော့အားလုံး10ဖြစ်သွားတာပေါ့နော်အဲ့ဒီ10မျိုးကနံပါတ်1ဆင်ញင်စဉ်းစားရမှာပါတော့ဆိုရင်ငါစိတ်ထဲမှာတဲ့လောဘတွေတိတ်ကြီးနေသလားသို့မဟုတ်လောဘတွေတိတ်မကြီးဘူးလားလိုချင်လောဘတွေတွေ့တာမှုတွေတိတ်များသလားနော်လောဘဆိုတဲ့သဘောကမရသေးရင်လိုချင်တယ်ရပြီးလို့ရှိရင်ဆုတ်ကင်ထားခြင်းဒါလောဘရဲ့သဘောတွေ့တာတယ်မမောတယ်ရချင်တယ်နောက်ဆုံးမှရချင်တာကိုမထိန်နိုင်ဘူးဆိုရင်ကိုယ်ပစ္စည်းတွေမကောင်းသူများပစ္စည်းပါရချင်တယ်ဖြစ်လာရချင်မှုတွေအဲ့လိုရချင်မှုသိမ့်ပိုက်လို့မှုတွေ့တာထားမှုမခွဲခွာနိုင်မှုမမောမှုအဲ့ဒီလောဘတွေဟာငါစိတ်ထဲမှာများနေသလားသို့မဟုတ်မများဘူးလားဆိုတာတနေ့တာမှာနေထိုင်တဲ့အခါလောဘတွေဘယ်နှချိန်ဖြစ်တယ်လဲလိုချင်တဲ့စိတ်တွေဘလောက်ငါ့ကိုလွှမ်းမိုးနေတယ်လဲအချိန်ပေါင်းဘလောက်ဖြစ်တယ်လဲဆိုတာကိုယ့်ကိုမပြတ်ဆင်ញင်ပေးပါတဲ့ဒါဆင်ញင်ပေးရမယ့်အချက်တစ်ခုပဲအဲ့တော့ကိုယ့်ဘက်ကိုလောဘဖြစ်တယ်မဖြစ်ဘူးဆိုတာလည်းသိဖို့လိုသေးတာနော်လောဘဆိုတာဟာအပြစ်မကင်းတဲ့လောဘလို့ပြောကျင်လို့တော့ပြောလို့ရတာပေါ့ဥပမာမဲ့ကိုယ်ပစ္စည်းကိုကိုယ်တွေ့တာဘာအပြစ်ရှိဘာအပြစ်မှမရှိကိုယ်မိသားစုကိုယ်တွေ့တာဘာအပြစ်ရှိဘာအပြစ်မှမရှိဘူးလို့ဒီလောကရဲ့ထုံတန်းဆင်လာဥပဒေရအပြစ်မရှိဘူးလို့ပြောရမယ်သို့တော့ဓမ္မဘက်ကကြည့်ရင်ပြစ်ကရှိနေဘယ်လိုပြစ်ရှိတော့ဆိုတွေ့တာမှုရဲ့နောက်မှာတောကလိုက်နေတယ်တောကကိုထုတ်လုပ်နေသည့်အတွက်ကြောင့်သူဟာအကောင်းမဟုတ်ဘူးလောဘဆိုတဲ့တွေ့တာမှုသည်တောကကိုဖြစ်ပေါ်စေတယ်ဟုတ်တယ်လေချစ်တယ်ခင်တယ်ဆိုတာသားချစ်ချစ်သမီးချစ်ချစ်ပစ္စည်းချစ်ချစ်ဘယ်ဟာချစ်ချစ်ချစ်တဲ့အပေါ်မှာတောကဖြစ်တာပဲပိယတော်ဆာရတောကောအဲ့တော့သူကထုတ်လုပ်တာအကောင်းမှမဟုတ်တာအဲ့အကောင်းမထုတ်လို့သူ့ကိုပြစ်ရှိတယ်လို့ပြောတာဟိုလိုလောကပြစ်ရှိတာကိုပြောတာမဟုတ်ဘူးနောက်ဆုံးမှာပစ္စည်းကိုတွေ့တာပဲဖြစ်စေလူကိုတွေ့တာပဲဖြစ်စေတွေ့တာမှုကိုအကြောင်းပြုပြီးတော့ဘဝတစ်ခုအဆုံးသတ်တဲ့အခါမှာအဲ့ဒီတွေ့တာမှုကြောင့်ကိုယ့်ဘဝနှိမ့်ချသွားကြည်ရဟန်းတော်တစ်ပါးအားလုံးကြားဘူးနေကြတဲ့ဇာလန်းမှာနှစ်2000လားအနှစ်2000ထင်ကသဗ္ဗဘုရားလက်ထက်ဆို2000တန်းလို့ဒီလိုပြောတာပါအမှန်တော့သူတရားထုတ်တာတော့အနှစ်2000တော့ဒီလိုတော့မဟုတ်ပါဘူးเนาะ2000တန်းမှာမွေးလို့2000လို့ပြောလိုက်တာယဟန်တော်တစ်ပါးဟာယဟန်ဘဝနဲ့တရားဓမ္မတွေကျင့်ကြံနေလိုက်တာအသက်2000တန်းမှာသူကယဟန်ဝတ်ပြီးတော့နေခဲ့တာပေါ့နော်တေဂန်နီးမှာဘာဖြစ်လဲလို့ဆိုသူသိမယ်ဆိုတာလည်းမသိဘူးလေသူ့ရဲ့ညီမကနေပြီးတော့သင်္ကန်းလေးကောင်းကောင်းမွန်မွန်လုပ်ပြီးတော့ပေးထားအဲ့သင်္ကန်းလေးကိုလက်ဖြင့်ကဝတ်မယ်လို့နောက်တည့်ဝတ်ဖို့ဆိုပြီးတော့ဒီသင်္ကန်းလေးပေါ်မှာသူကတွေ့တာစိတ်ကလေးရှိတယ်ကောင်းတာကိုခါတိုင်းကအကျမ်းကြီးတွေကြီးပဲဝတ်နေရတာဒီအချောလေးလက်ဖြင့်ကကြတော့ဝတ်မယ်လို့ဆိုပြီးခောက်သိမ့်တာဒီဟာလေးပေါ်မှာစိတ်ကလေးကတွဲနေတာနော်ဒီလောဘလေးဖြစ်နေတာနော်
ဒါလေးမှဝတ်မယ်ဆိုပြီးတော့ယူရထားညကြတော့မတော်တဆယောဂရပြီးတော့ပြတ်နှမှုသွားအဲ့ဒီသင်္ကန်းလေးပေါ်မှာတွေ့တာလို့အဲ့ဒီမှာသွားပြီးတန်းဖြစ်တယ်ဆိုတာရှိတယ်လေမှန်ပါပါဗျာဒါတွေ့တာမှုကကြည့်တွေ့တာမှုကနေဆွဲချသွားတာအကောင်းမှမဖြစ်တာအဲ့ဒါကြောင့်မို့အပြစ်ရှိတယ်လို့ပြောတာမှန်ပါပါဗျာအေးလူရပြောလိုက်ပဲကိုမိသားစုကိုချစ်တာဘာအပြစ်ရှိကိုပစ္စည်းကိုချစ်တာဘာအပြစ်ရှိတုံးလို့ပြောမှာဒီလိုအပြစ်မျိုးဖြစ်တာကိုပြောတာဘဝကနှိမ့်ကျသွားတယ်တကယ်ကတော့နတ်ပြည်ဖြစ်ရမယ်ဘာဖြစ်လို့အဲ့ဒီဖြစ်သွားတာတုံးဆိုနောက်ဆုံးတေကံဤထီအောင်ဒီသင်္ကန်းလေးဝတ်ဖို့ရလေးဟာသူဝတ်မယ်ဆိုစိတ်ကလေးကဆွဲလန်းပြီးတော့နောက်ဆုံးတေကံဤထီဒီအစွဲလေးကလွှမ်းမိုးနေတာလေမှန်ပါဗျာလွှမ်းမိုးနေတဲ့အချိန်မှာအဖြူတလဲအမဲတလဲလားနေတဲ့အချိန်မှာအဖြူလိုင်းကြီးစိုးနေတဲ့အချိန်လေးမှာတေသွားလို့တန်းဖြစ်တယ်သိမကြပါဘူးတန်းဘဝမှာ9ရက်ပါပြီးတဲ့အခါကျတော့တရားကျင့်လာတဲ့စွမ်းအားတွေကသူ့ကယ်လိုက်တာနတ်ပြည်ရောက်သွားတာပဲမတော်တဆဆိုတာရှိတတ်တယ်ပေါ့နော်မတော်တဆခြေကျော်လက်ချော်ကျသွားတာပေါ့အဲ့ဒါဘယ်သူကချပြစ်တာတော့ဆိုရင်ဒီလောဘလေးကချတာလေဒါကြောင့်မို့အဲ့ဒီလိုလောဘမျိုးပစ္စည်းတစ်ခုပေါ်မှာငါတွယ်ပြီးတော့ဒီမကန်ရဲ့မသုံးဆွဲရဲ့မထိရဲ့မတို့ရဲ့ပစ္စည်းတွေများငါများရှိနေလားတခါတလေရှိတတ်တယ်လေလူကကိုယ့်ရဲ့ favorite ဆိုပြီးတော့မလေးနာမည်လှလှလေးပေးပြီးဒါ my favorite ဆိုပြီးတော့နော်မကန်ရဘူးမသုံးရဘူးအလှကြည့်တယ်အဲ့ဒီ favorite လေးကိုတတိထား favorite မှာအိမ်ညောင်သွားဖြစ်နေခက်တယ်အနန္တလာရင်တက်နဲ့ရန်ထောင်တော့မှာအိမ်ညောင်ဖြစ်ရင်အဲ့ဒါမျိုးနော်အဲ့ဒါလို့ဖြစ်တတ်တယ်အဲ့ဒီဟာဘယ်သူကြောင့်လို့ဆိုဒီလောဘကြောင့်ဖြစ်တာလို့ဆိုအဲ့တော့လောဘဟာဘယ်ဟာပေါ်မှာတွေ့တာလဲဆိုတော့တွေ့တာမှုတွေမထားသင့်ဘူးအသုံးပြုမှုနဲ့တွေ့တာမှုကတခြားစီလေသုံးဖို့အတွက်တော့ထားတွေ့ဖို့အတွက်မထားနဲ့သုံးရမယ်ဘယ်ပစ္စည်းပဲဖြစ်ဖြစ်အေးမပြက်ခင်ငါသုံးမယ်ဒီလိုပဲသဘောထားကားတွေဘာတွေလဲသွားမတွေ့နဲ့ကားထဲမှာတက်ကြအိမ်ကြောင်ဖြစ်နေမယ်တက်နဲ့နော်အဲ့တော့ဒီဟာလဲမဖြစ်ဘူးမပြောနိုင်ဘူးနော်မဖြစ်ဘူးမပြောနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ဘယ်ပစ္စည်းကိုမှတွေ့တာမျိုးမရှိပဲနဲ့အားလုံးဟာအသက်ရှင်နေတဲ့အချိန်မှာငါသုံးဖို့ချမ်းချမ်းသာသာနေဖို့ဆိုတဲ့စိတ်လောက်ပဲထားပြီးတော့သုံးပစ္စည်းတွေသုံးစရာရှိတာသုံးမယ်လှူစရာရှိတာလှူမယ်နော်ပေးစရာရှိတာပေးမယ်ဘယ်ပစ္စည်းကိုမှတွဲတယ်ဆိုတဲ့လောဘမျိုးမဖြစ်အောင်ကိုဒီလိုနေဖို့လိုအပ်တယ်တဲ့ဒါပြောတာနော်ဟောနောက်တစ်ခုစဉ်းစားရမှာပါတော့လူဆိုတာတွေ့တာမှုတွေမကဘူးမုန်းတိမှုကလည်းလူတွေစိတ်ထဲမှာရှိတတ်တယ်ဘသူဖြစ်ကြည့်မရဘူးလို့နော်ကြည့်မရဘူးဆိုတာအဲ့ဒါမုန်းတာပေါ့ကြည့်မရဘူးတချို့ကဘာမှလည်းမဟုတ်ဘဲနဲ့ကြည့်မရတဲ့လူရှိသေးတယ်ကြည့်မရမကြည့်ပဲနေပါလားလို့ဆိုတော့စိတ်ကကြည့်နေတယ်အမြဲတမ်းမျက်စိကသာမကြည့်တာသူ့ကိုစိတ်ကတော့လှမ်းကြည့်အဲကြည့်မရတဲ့လူမှခဏခဏသတိရတယ်လူကခက်တယ်ကြည့်မရဘူးဆိုတဲ့လူခဏခဏတွေ့အဲ့ဒါလို့ကြည့်မရပါဘူးဆိုတဲ့စိတ်ထဲမှာမကြေမနက်ဖြစ်နေတဲ့ဘယ်သူအပေါ်များငါမကြေမနက်ဖြစ်နေတာရှိလဲဘယ်ပစ္စည်းပေါ်မှာမကြေမနက်ဖြစ်နေတာရှိတယ်လူတွေဆိုတာပုဂ္ဂိုလ်ပေါ်မှာလည်းမကြေနပ်တာရှိတယ်ပစ္စည်းပေါ်မှာလည်းမကြေနပ်တာရှိတယ်နော်တစ်ပင်တောင်မှဒီတစ်ပင်ကြီးရှုပ်တယ်ဆိုခုတ်ပြစ်သေးတာလေအဲ့တော့မကြေမနက်အတုံးကြောင်ခုတ်တာမဟုတ်ဘူးတချို့ကမကြေနပ်လို့ခုတ်တာအဲ့ဒါလို့မကျေနပ်မှုများငါမှရှိသလားမရှိဘူးလားစဉ်းစားဆင်ခြင်ပေးပါတဲ့ဒီလိုဆိုလို့တယ်ဒါလည်းသိအောင်လုပ်ဖို့လိုတယ်အေးမကျေမနပ်ဖြစ်တယ်တို့စိတ်ထဲမှာမကျေမချမ်းဖြစ်နေတယ်အကြောင်းအရာတစ်ခုပေါ်မှာတွေးလိုက်တိုင်းမကျေမချမ်းဖြစ်နေတယ်ဥပမာတောကတွေဖြစ်နေတယ်ရှက်ရွံ့တဲ့စိတ်တွေဖြစ်တယ်ဝမ်းနည်းမှုတွေဖြစ်တယ်ဒီအကြောင်းအရာတွေးလိုက်ဘယ်ရာမှမကောင်းဘူးမကျေမနပ်ဖြစ်နေတာဒေါသနော်ဝမ်းနေတာတို့တောကဒေါမနတစိတ်ခံစားမှုတွေဒါမျိုးတွေဖြစ်လို့ရှိရင်အဲ့ဒါတွေလွှမ်းမိုးပြီးတော့ဒီတရားတွေကလည်းအပြစ်ရှိတယ်တဲ့
ဒါတွေလွှမ်းမိုးနေတဲ့အချိန်လေးမှာတည်သွားမယ်ဆိုလို့ရှိရင်မကောင်းတဲ့ဘဝရောက်သွားတာတေချာကြည့်မန္လိကာမိဖုရားကြီးကြည့်ကောသလမင်းကြီးရဲ့မိဖုရားကောသလမင်းကအားကိုးရဆုံးပညာလည်းထက်မြက်တယ်တွက်လက်တယ်ချက်ချတယ်သူကရုပ်တော့မလှဘူးမင်းမျိုးမင်းတွေကမဟုတ်ဘူးပန်းတယ်ရဲ့သားသမီးနော်ပန်းတယ်ရဲ့သမီးသို့တော့အင်မတန်မှဖြတ်ဖြတ်လက်လက်သူကရှိတယ်ဖြတ်ဖြတ်လက်လက်ရှိလို့တွက်တွက်လက်လက်ချက်ချက်ချာချာရှိလို့ဘုရင်ကြီးကသဘောကျပြီးတော့မိဖုရားမြောက်ထားအဲ့ဒီမန္လိကာတေဂန်ဒီမှာအမှားတစ်ခုအတွက်စိတ်ပြက်ဝမ်းနည်းနေတာကြီးကဖြောက်လို့မရဘူးတေဂန်ဒီမှာဖြောက်လို့မရဘူးအဲ့ဒါကြီးကပဲလာပြီးလွှမ်းမိုးတည်တဲ့အခါကျပဲရောက်တာလို့ဆိုဝေကြီးငရဲကျသွားတယ်အဲ့ဒီဝမ်းနည်းကြေကွဲနေတဲ့စိတ်ကြီးနဲ့သူ့အမှားတစ်ခုအပေါ်မှာယူကျုံမရဖြစ်နေတဲ့စိတ်နဲ့တည်သွားတာလူဆိုအမှားတစ်ခုလုပ်ပြီးလို့ရှိရင်လေပြန်ပြီးတော့တအုံနွေးနွေးဖြစ်နေတတ်တယ်အဲ့ဒီတအုံနွေးနွေးဖြစ်နေတာလည်းမကောင်းဘူးအမှားကိုအမှားလို့သိပြီးတော့နောင်မမှားစေရဘူးမှားပြီးသားအတွက်ငါဘာတတ်နိုင်မှာတော့ဆိုတာဖြောက်ပြဖို့လို့တယ်ပေါ့အမှန်ကိုပဲလုပ်မယ်ဆိုတဲ့စိတ်ဓာတ်ကိုထားအမှားတစ်ခုကျွလွန်မိရင်လေဒါကိုတွေးပြီးတော့ဆွေးမနေနဲ့တော့နော်ဒီအမှားမျိုးနောက်ထပ်ငါမဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဖြောက်ပြရမယ်သူအဲ့ဒါလို့မဖြောက်နိုင်တော့ဒီစိတ်ကိုလွှမ်းမိုးနေသည့်အတွက်ကြောင့်သိတဲ့အခါမှာအဝိဇ္ဇငရဲကျသွားရှာတယ်ဒါလည်းပဲလူရေအတွက်နဲ့9ရက်ထင်မှာနောက်ကြတော့သူ့ရဲ့ကုသိုလ်ကောင်းမှုတွေကဆွဲတင်လိုက်တော့နတ်ပြည်ရောက်သွားပြန်တာပေါ့ဘဝဆိုတာတော့ပြောလို့မရဘူးပြောလို့မရဘူးဘုန်းကြီးလည်းပြောလို့မရဘူးလူလည်းပြောလို့မရဘူးဘာလို့ဆိုတော့ဒီစိတ်ထဲမှာမကောင်းတာတွေရှိစိတ်ထဲမှာခုနအခုပြောတဲ့လောဘတွေဒေါသတွေအမှန်တန်ကြောက်စရာကောင်းတယ်ဒါကြောင့်မို့လို့ဒါတွေဟာမကောင်းတဲ့အရာတွေလို့ဒီလိုပြောတာဒါတွေကိုဆင်ញင်စဉ်းစားကြည့်ပါနောက်နံပါတ်3ဆင်ញင်စဉ်းစားမှာတော့ဘာလို့ဆိုထိနမိတ်တထိနမိတ်တဆိုတာအိတ်ချင်မှထိနမိတ်တမဟုတ်ဘူးကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်စိတ်ကတွန့်တရားနာသွားမယ်ဆိုစိတ်ကတွန့်စိတ်မပါခြင်းတရားထုတ်ရမယ်ဆိုစိတ်ကနောက်တွန့်မပျော်ဘူးမသွက်လက်ဘူးเนาะစိတ်အားတက်ကြွမှုမရှိတာအဲ့ဒါတွေကထိနာလို့ခေါ်တယ်စိတ်အားတက်ကြွမှုမရှိဘူးစိတ်အားတက်ကြွမှုမရှိရကနေနောက်ဆုံးမှာလူကပါမပါလာတော့မိဋ္ဌအဲ့ဒီထိနာမိဋ္ဌဆိုတာကုသိုလ်တွေကိုဆုပ်ပိတ်တတ်တဲ့အရာဖြစ်တယ်ကောင်းမှုကုသိုလ်မှာမတက်ကြွဘူးသို့တော့ဒီပြင်ဝိုင်းမှာတက်ကြွတယ်သူကဒီပြင်ဝိုင်းကြရင်သူကတွက်ကြွတယ်ဘယ်သွားမယ်ဆိုရင်တက်ကြွတယ်နော်ဘာဝိုင်းဖြစ်ဖြစ်ကြတဲ့ဝိုင်းနေမှလည်းအကုန်တက်ကြွတယ်တရားပွဲကြမတက်ကြွဘူးရိတ်တာကြမတက်ကြွဘူးကုသိုလ်လုပ်ဖို့ကြမတက်ကြွဘူးအဲ့ဒါကိုထိနာမိတ်တာလို့ပြောငါမှာကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့မတက်ကြွတဲ့စိတ်တွေများရှိနေသလားဆိုတာကိုဆင်ញင်စဉ်းစားပါတဲ့ဟောနောက်တစ်ခါဆင်ញင်စဉ်းစားရမှာဘာလို့ဆိုလူတွေမှာတစ်ခါဟိုတွေးတီတွေးနဲ့စိတ်တွေကစုစည်းလို့မရအောင်စိတ်လေးနေတတ်တယ်ဘာလို့မှမသိအောင်စိတ်တွေလေးနေတတ်တယ်အဲ့ဒီစိတ်လေးနေတဲ့သဘောဟာကောင်းတဲ့သဘောမဟုတ်ဘူးဥဒိစ္စလို့ခေါ်တယ်အဲ့ဒါလို့စိတ်တွေလေပြီးတော့စိတ်ကိုစုဆွေးလို့မရနိုင်တဲ့အခြေအနေမျိုးငါမှရှိနေသလားကိုယ်စိတ်ဟာကောင်းတဲ့ဘက်ကိုစုစည်းလို့မရတော့အောင်လေလွင့်နေသလားဒီဘက်ဆိုစိတ်ကိုမပါဘူးစိတ်တွေကလေလွင့်နေတယ်ဒီလိုဟာမျိုးရှိနေသလားလို့ကိုယ့်ကိုစဉ်းကျင်စဉ်းစားကြည့်ပါဟောနောက်တစ်ခုကတော့ဝိသိကိစ္စဘာသာရေးကိစ္စတွေတွေးလိုက်တဲ့အခါကျတော့ဟုတ်မဟုတ်ရဲ့လားနော်ဖျားပွင့်နေဆိုတာရောဟုတ်မဟုတ်ကလားဒီဘာသာကဒီလိုဟောတယ်ဟိုဘာသာဟိုလိုဟောတယ်ဟုတ်ရောဟုတ်ကလားလို့ဒီအမှန်ကိုမတွေးနိုင်တဲ့လက်မခံနိုင်တဲ့တန်လျာကြီးတွေလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်တရားဟာထိုတန်လျာနဲ့ပဲသူကဘာတစ်ခုမှမလုပ်ဖြစ်တော့အဖြေမထုံးနိုင်ဘူးဖြစ်သွားတယ်အဲ့ဒါဟာလည်းပဲအဟန္တာအနှောက်အယှက်ကြီးဖြစ်တော့ငါမှဘာသာရေးကိစ္စနဲ့ပတ်သက်ပြီးများတန်လျာရှိသလားကိုယ့်ကိုကံတရားဆိုတာရောတန်လျာရှိသလားကုသိုလ်ကံကကောင်းကျိုးပေးတယ်ဆိုတာနဲ့ပတ်သက်ရောတန်လျာရှိသလားတို့ကျင့်နေကြတဲ့၅ပါးသီလတို့တရဏဂုံတို့ဆိုတာရောတကယ်ကျင့်တဲ့အတိုင်းအကျိုးဖြစ်ထွန်းတယ်ဆိုတာဟုတ်ကလားဟောတန်လျာတွေဖြစ်လာနိုင်တယ်ပေါ့အဲ့ဒီတန်လျာမျိုးတွေငါမှရှိနေသလားလို့စဉ်းကျင်စဉ်းစားပေးရမယ်တဲ့ဒါဆင်ញင်တဲ့အပိုင်းတွေကိုပြောတာ
နောက်မှလှုပ်ဆောင်ရမယ်အပိုင်းကိုဆက်ပြီးတော့မြတ်စွာဘုရားဟောနောက်တစ်ခုဆင်ញင်စဉ်းစားပေးရမှာဘာလို့ဆိုဖြစ်ကနေရှိငါစိတ်တူတတ်သလားတချို့ကလည်းစိတ်တူတတ်တယ်စိတ်တူတာကိုဂုံယူသေးတာတချို့ကနော်ငါစိတ်လာမစမ်းနဲ့ငါစိတ်တူတယ်ဆိုတော့တစ်ဖက်သားကသူချင်းချောက်တယ်အမြဲတမ်းနော်တချို့ကယောဂနဲ့ပူးတွဲပြီးတော့ချင်းချောက်သေးတယ်ငါနှလုံးယောဂရှိတယ်နော်စိတ်တူလို့မရဘူးသွေးတို့ရှိတယ်ဆိုပြီးတော့သူစိတ်မတူအောင်ဘေးကလူကချော့အောင်လို့အဲ့တော့စိတ်တူတယ်ဆိုတာလူတွေမှာခုနဗျာပါဒနဲ့ဒီဟာနဲ့မတူဗျာပါဏဆိုမုန်းတဲ့အမုန်းတရားတွေစိတ်ထဲမှာအလိုမကျဖြစ်တယ်ဒါမှမဟုတ်ထစ်ကနေရှိဆိုရိုက်လိုက်မယ်ထစ်ကနေရှိဆိုနှက်လိုက်မယ်ဆဲလိုက်မယ်ရေးလိုက်မယ်ဆိုအရာရာမှာစိတ်တူတယ်အိမ်ကအလုံးသမားတွေပေါ်မှာစိတ်တူတယ်အိမ်မှာခိုင်းတဲ့ပုဂ္ဂိုလ်တွေပေါ်မှာစိတ်တူတယ်တခါတခါဘယ်သူမှစိတ်မတူရကိုယ့်ကိုယ်စိတ်တူတယ်နော်တခါတရံလမ်းရှိနေတဲ့ပကံတော်မှာစိတ်တူပြီးကံပြစ်တတ်တယ်စိတ်တူတဲ့လူကအကုန်စိတ်တူတယ်ဘုန်းကြီးတို့ရဲ့မှာစိတ်တူတဲ့လူကြီးတယောက်ရှိတယ်သူစိတ်တူပုံကသူကမန္တဆင်ဖို့ရရှင်းတော့လဲဝါလို့ခေါ်တယ်ပေါ့ပန်းနေလှီးပြီးတော့နေတဲ့အချိန်လေကတိုက်လာတဲ့အခါကျတော့သူဖိထားတဲ့စက်ကူတွေလွင့်ခုံအဲ့ဒါစိတ်တူလိုက်ပုံကတော့ဒီလေဟာဆိုပြီးတော့နာရှိတဲ့ဓာတ်နဲ့လိုက်ရမ်းတယ်လေကိုသူစိတ်တူပုံကအဲ့ဒါလေတောင်ဓာတ်နဲ့ထခုတ်နောက်တခါကြီးတယောက်စိတ်တူပုံကတော့ဘုန်းကြီးတို့ရကမန္တလေးကနေဆိုလို့ရှိရင်မြစ်ကြောင်းကနေဆန်တက်ရအေယာဝတီမြစ်ကမ်းပေါ့မန္တလေးနဲ့ဆိုရင်ဝေးတာတော့မဟုတ်ဘူးမိုင်90လောက်ပဲရှိတယ်သို့တော်မြစ်ဆိုတာတပ္ပနတိဝင်ကားနတိဆိုတဲ့အတိုင်းမြစ်ဆိုတာအကောက်အကွေ့အမြဲတမ်းများတာဟုတ်အဲ့တော့ကွေ့ကောက်သွားတယ်ရေကလည်းစီးတဲ့အခါဆန်တက်ရတယ်ဆိုတာအမြဲတမ်းဒုက္ခရောက်တယ်တခါတခါကမ်းမပေါ်တက်ပြီးတော့လှေကိုကျိုးနဲ့ချီပြီးတော့လူကနေပြီးတော့နွားယုံတယ်လို့ယုံရတာလှေကိုဆန်တက်ရတာတက်နေကြီးပဲမလှော်နိုင်တော့လေလေးကလာပါစေလို့ဆူတောင်းတယ်လေကမလာဘူးရွက်တိုင်ကလေးနဲ့ဆိုရင်တော့အသာလေးလေအားနဲ့ဆန်တက်လို့လွယ်တာပေါ့အဲ့ဒါလို့လေကိုမျောနေလိုက်တာလာရင်နဲ့တဏီကုံဆန်တက်လာတယ်နောက်ဆုံးကြတော့ရွာနာလေရောက်ရောလေကဖြူဖြူနဲ့တိုက်လာတဲ့အခါလေကိုဒေါသထွက်လို့တဲ့အဲ့ဒီမှာရွက်တိုင်ကြီးဖွင့်ပြီးတော့ရွာကြော်ပြီးတော့ဆန်တက်သွားရွာကြော်ရွက်တိုင်ဆိုတာအဲ့ဒီရွာရောက်နေပြီပဲမစင်းသေးဘူးကဲခုမှတိုက်ရမလားတိုက်ဆန်းဟာဆိုပြီးတော့အထက်ထီအောင်ဆန်တက်သွားဖြစ်ရပုံကဒါကတကယ် true story တွေတကယ်ဖြစ်ခဲ့တာတဲ့အဲ့တော့လူကနေပူရမလားခလုတ်တိုက်ရမလားဆိုပြီးတော့ဒေါသကြီးတဲ့လူတွေတွေ့ဘူးတယ်နော်ဒေါသကြီးတဲ့လူတွေတွေ့ဘူးတယ်အဲ့ဒီလိုဒေါသကြီးတာငါမှရှိနေသလားအကြောင်းမဲ့တွေစိတ်တူပြီးတော့နေတာမျိုးငါမှရှိသလားကိုယ့်ကိုဆင်ញင်စဉ်းစားကြည့်ပါတဲ့နောက်တစ်ခုကတော့ဘာလို့ဆိုတန်ကိလေသာစိတ်တာစိတ်ကိုပူပန်ပြီးတော့ကိုယ်စိတ်ထဲမှာကိုယ့်ကိုညှင်းဆဲနေတာဘာချောင်းမှလည်းမသိဘူးစိတ်တွေညစ်ပြီးတော့စိတ်ထဲမှာအမြဲတမ်းပူတတ်တယ်အဲ့ဒီပူတတ်တဲ့စိတ်တွေငါတဏ္ဍာမှာပူပန်မှုတွေရှိသလားဒါလည်းဆင်ញင်စဉ်းစားကြည့်ပါတချို့ကဘာလို့မဟုတ်၆တိုက်ပူနေတာတွေးပြီးတော့နော်၆တိုက်ပူနေတာပဲဟိုတွေးဒီတွေးနဲ့ပူနေတဲ့လူကတော့ပူတာပဲမပူနဲ့လို့ပြောလို့မရဘူးရွာကဒကမာကြီးတယောက်ဆိုလို့ရှိရင်အဲ့လိုပဲသားသမီးတွေပြန်မလာသေးအိမ်မောက်ကနေမျောပူနေတာမရောက်မချင်းပူနေတာရောက်ပြန်တော့တစ်မျိုးပြောင်းပူပြန်တယ်သူကမရောက်သေးရင်တော့လူမမြင်ရသေးတော့တစ်မျိုးပူတယ်လူမြင်ပြီးတဲ့အခါကျတစ်မျိုးပူပြန်အဲ့တော့အပူကရမှမရတာဟိုလိုပြောင်းပူဒီလိုပြောင်းပူနေအဲ့ဒါလိုနေတဲ့အပူမျိုးတွေကိုယ်မှရှိသလားဆင်ញင်စဉ်းစားကြည့်ဟောနောက်တစ်ခါကျတော့ကိုရောစိတ်ရောမငြိမ်းချမ်းတဲ့သဘောတွေလူတွေမှာပူပန်မှုကိုအကြောင်းပြုပြီးတော့စိတ်တွေမငြိမ်းမချမ်းဖြစ်နေဘာကြောင့်ရလို့မသိဘူးတချို့လူတွေစိတ်ညစ်တတ်တဲ့လူကစိတ်ကဘယ်တော့မှမငြိမ်းချမ်းဘူးเนาะအဲ့ဒါလို့မငြိမ်းချမ်းတဲ့အနေအထားမျိုးငါမှရှိနေသလားစိတ်ဟာအေးချမ်းပြီးတော့ပျော်ရွှင်မှုရှိရလားဒါလည်းဆင်ញင်စဉ်းစားကြည့်ပါတဲ့ဟောနောက်တစ်ခုဆင်ញင်စဉ်းစားမှာတော့ဘာလို့ဆို
ကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာလို့ရှိရင်ငါလောက်ရမှာပြင်းသလားတွန့်ဆုတ်သလားကြိုးစားအထောက်မှုရှိသလားကိုယ့်ကိုတတိရလိုက်တယ်ဩဘုရားကတန်ရှင်းရမယ်နေပါစေဦးနေစောပါသေးတယ်အဲ့ဒါပြင်းတာနော်စောသေးတယ်အချိန်မကြာသေးဘူးမဲ့ဒီလိုအိယာထားတော့မယ်လို့ဆိုရင်နိုးလာတယ်စောပါသေးတယ်လေဒါနဲ့မိုးလင်းသွားတော့အဲ့ဒါလို့စောရင်လည်းစောသေးတယ်မိုးအေးလို့ရှိရင်လည်းအေးနေသေးလို့ပူလို့ရှိရင်လည်းပူလို့အဲ့ဒါလို့တစ်ခုခုကိုအကြောင်းပြုပြီးတော့ဖင်နွဲတာမှန်သမျှပြင်းတယ်လို့ခေါ်တယ်လောက်ရမယ့်ကိစ္စတစ်ခုကလောက်ရမယ့်ဟာတစ်ခုကိုအချိန်ဆွဲတာအဲ့ဒီအချိန်ဆွဲတာလူတွေတင်ဆွဲတာမဟုတ်ဘူးတခါကြီးတယောက်ပြောဘူးတယ်တစ်လုပ်ငန်းမှာလှုပ်တော့ဆင်ကြီးတဲ့ကောင်ရှိတယ်အဲ့ဆင်ကြီးကအမှန်တမ်းပြင်းတဲ့ကောင်အလုံးစင်းခေါင်းလောင်းတီးပြီဆိုရင်ဟိုသွားဒီသွားနဲ့အတော်နဲ့ဟေးလာဟေးဆိုတာဟောင်းလို့မရဘူးအဲ့ဒီခေါင်းအဲ့တော့နိုင်ဝက်တနာရီလောက်ကတော့သူကအချိန်ဖြုံးပစ်တာဟိုလိုဒီလိုလုံတာသူခေါ်လို့တော့လည်းမရအလုံးသိန်းခေါင်းလောင်းထိုးတာနဲ့တပြိုင်နဲ့သူကလက်ထဲနှာမောင်းထဲရှိတဲ့တစ်တုံပစ်ချပြီးသွားတော့တာပဲခိုင်းလို့မရဘူးအဲ့သူကအဲ့ဒီဆင်ကြီးကအလုံးဝင်ကြရင်ဘယ်တော့မှဆိုအဲ့ဒါနိုင်ဝက်တနာရီနောက်ကြတာအလုတ်သိမ်းကြရင်သူပထမဆုံးပြီးတယ်အဲ့ဒါပြင်းတဲ့ရဲ့လက္ခဏာတွေပဲဘုန်းကြီးတို့ကျောင်းမှာလည်းပဲကိုရင်လေးတွေစာအံခောက်ပြီးတော့စာအံခိုင်းတယ်ချိန်မှာစာအံခောက်ပြီးဆိုရင်စာအံဌာနကိုအတော်နဲ့မရောက်ဘူးအတော်နဲ့မရောက်ဘူးအဲ့ဒီကျမှရှင်ငယ်သွားစွန့်တာတို့ကုရီအိတ်တက်တာတို့ဟိုလိုဒီလိုတွေလုံနေကြတာနော်အနည်းဆုံး7မိနစ်15မိနစ်ဆိုတော့နောက်ကျသွားစာအံသိန်းတို့ခောက်လိုက်တာနဲ့တပြိုင်နက်ဒေါင်းဆိုဆင်းသွားကြဩပြင်းတဲ့သဘောဟာအဲ့တိုင်ပဲမှန်နော်လူတွေရဲ့ပြင်းတဲ့သဘောရုံးသမားတွေတော့ကိုမသိလို့ဒီလိုပဲလားမသိဘူးရုံးချိန်မှာစောစောရောက်တာလားတော့မဟုတ်ရုံးချိန်စောဆင်းတာလားတော့မသိဘူးအဲ့ဒါကုသီတလို့ခေါ်တယ်ပြင်းတာတဲ့အဲ့ဒါတွေကအဲ့ဒီလိုပြင်းရင်မှုတွေငါမှရှိနေသလားတခုခုကိုအကြောင်းပြုပြီးတော့ဖင့်နွယ်လေးကန်နေတာမျိုးဒီလေးလုံနေတာတွေရှိသလားပေါ့ကိုယ့်ကိုယ်ဆင်ခြင်သုံးသပ်ရမယ်တဲ့ဟောနောက်တစ်ခုကဘာတော့ဆိုရင်အတ္တမဟိတနဲ့တမဟိတစိတ်လေးကတည်ငြိမ်မှုမရှိဘူးခဏကဥဒိစ္စစိတ်လေးနေတာပြန့်တယ်အခုကစိတ်ကဘလို့မှတည်အောင်လုပ်လို့မရစိတ်ကိုအာယုတစ်ခုထဲမှာထားဖို့မကြိုးစားလို့မရအဲ့ဒီလိုစိတ်ဟာတမာတိကင်းမဲ့နေတဲ့စိတ်လားသို့မဟုတ်တမာတိရှိတဲ့စိတ်လားလို့ဆင်ញင်ပေးပါလို့မြတ်စွာဘုရားဟာဒီအချက်30နဲ့ဒါတွေဟာအရေးကြီးတဲ့အချက်တွေမို့ကိုယ့်ကိုပြုပြင်မှုအတွက်ဆင်ញင်စဉ်းစားခိုင်းတာကဲဆင်ញင်လိုက်ပြီဆိုလိုက်တာနဲ့တပြိုင်နက် contemplation လုပ်လိုက်တယ် contemplation လုပ်လိုက်လို့ရှိရင်အဖြေဆိုတာပေါ်လာတာပဲလေရှိသလားမရှိဘူးလားစဉ်းစားလိုက်ရင်မရှိရင်မရှိဘူးရှိတယ်အဲလူတွေလည်းဆင်ញင်ပါတယ်မိဖို့ကြောင့်ထဲမှာဆန်းရှိသေးလားဟုတ်လားစီရှိသေးလားဟုတ်မကြည့်ရင်သိမှမသိပဲနဲ့ဒါလည်းအဲ့ဒါလိုပဲကိုယ်စိတ်ထဲမှာဓာရီရှိသလားမရှိဘူးလားဒီနှစ်ခုဆင်ញင်သုံးသပ်လိုက်တဲ့အခါကျတော့အဖြေတစ်ခုထွက်လာကဲရှိတယ်ဆိုတဲ့အဖြေထွက်လာဘာလုပ်မလဲမကောင်းတာတွေခုနလောဘတွေဖြစ်တယ်ဒေါသတွေရှိနေတယ်မကောင်းတဲ့အနေအထားတွေကိုယ်စိတ်ထဲမှာအကုန်ရှိနေတယ်ဆိုရင်ဘာလုပ်မလဲဆိုတော့မြတ်စွာဘုရားတတိတံပစညဒါတွေကိုအာယုံမပြတ်ထားပြီးတော့ဆင်ញင်တုံတရားနဲ့မပြောက်အောင်ကြိုးစားပြီးတော့ဖြောက်ပါတဲ့ဒီလိုဆိုလို့တယ်လောဘရှိနေရင်လည်းကြိုးစားပြီးတော့ဖြောက်ပါမကြေမနတ်ဓာတ်တွေရှိနေလည်းကြိုးစားပြီးတော့ဖြောက်ပါစိတ်ကောင်းတဲ့ဘက်တွန့်ဆုတ်နေရင်လည်းကြိုးစားပြီးတော့ဖြောက်ပါနော်စိတ်တွေလေလွင့်နေတယ်ဆိုရင်လည်းကြိုးစားပြီးတော့ဖြောက်ပါတန်တရားတွေရှိနေတယ်ဆိုရင်လည်းကြိုးစားပြီးတော့ဖြောက်ပါတဲ့ဒီလိုစိတ်တူတတ်လို့ရှိရင်လည်းမတူအောင်ကြိုးစားပြီးတော့ဖြောက်ပါခန္ဓာကိုယ်ထဲမှာဒီစိတ်ထဲမှာအမြဲတမ်းပူတတ်တယ်ဆိုလို့ရှိရင်လည်းမပူတတ်အောင်ကြိုးစားပါနောက်တစ်ခါစိတ်ထဲမှာငြိမ်းချမ်းမှုမရှိဘူးဆိုရင်လည်းမဖြစ်အောင်ကြိုးစားပါပြင်းတတ်တယ်ဆိုလို့ရှိရင်လည်းမပြင်းအောင်ပြင်းမှုကိုကြိုးစားပြီးတော့ဖြောက်ပါ
စိတ်မတည်ငြိမ်ဘူးတမာတိကင်းမဲ့နေတယ်ဆိုရင်လည်းတမာတိကင်းမဲ့မှုမရှိအောင်ကြိုးစားပြီးတော့ဖြောက်ပါဘလောက်ထိအောင်ကြိုးစားရမလို့ဆိုတော့မြတ်စွာဘုရားဥပမာပေးထားတာခေါင်းမီးလောင်တဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့အဲ့ဒီခေါင်းမီးငြိမ်းမှုရတဲ့အရေးတကြီးလောက်ရတယ်လို့ပဲကိုဝတ်ထားတဲ့အဝတ်တစ်ခုကိုမီးလောင်လို့ရှိရင်အဲ့ဒါတဲ့အရေးကြီးတာဒီအဝတ်မီးလောင်နေတဲ့အဝတ်ကိုငြိမ်းအောင်လုပ်ဖို့အရေးကြီးတယ်လို့နော်အရေးတကြီးလုပ်ပါလို့ဒီလိုပြောတာအရေးတကြီးမလုပ်ရင်လူလောင်တော့မှာပေါ့အေးဒါကြောင့်မလို့ဒီအကုသိုလ်တရားတွေမကြီးထွားခင်ကိုယ်တဏ္ဍာကပျောက်သွားအောင်မကောင်းတဲ့အခြေအနေဆိုးတွေကိုဖယ်ရှားပစ်ဖို့ကြိုးစားအားထုတ်ပါလို့ကြိုးစားအားထုတ်ပါလို့ပြောတာဘာနဲ့ကြိုးစားရမှာလဲဆိုတဲ့ဒီသုတ္တံမှာမြတ်စွာဘုရားဟောမပေးဘူးနော်ဘာနဲ့ကြိုးစားရမှာတော့ဆိုရင်မြတ်စွာဘုရားရဲ့အဖြေတွေအားလုံးဟာမဂ္ဂင်၈ပါးနဲ့ကြိုးစားမှာကြီးပဲကောတတိတံစင်ညာနဲ့ကြိုးစားတယ်တတိထားထယုံနဲ့ပဲတော်တော်လေးလျော့ပါသွားနိုင်တယ်ပေါ့အပြစ်တွေကိုဆင်ញင်ရမယ်အကျိုးကိုဆင်ញင်ရမယ်တစုံတစ်ခုကိုကိုယ်တဏ္ဍမှာမကောင်းတဲ့အရာတစ်ခုဖြောက်ချင်ပြီဆိုရင်သူ့ရဲ့အပြစ်ကိုဆင်ញင်ရှိခြင်းရဲ့အပြစ်ကိုဆင်ញင်မရှိခြင်းရဲ့အကျိုးကိုစဉ်းစားဒီနှစ်ခုနဲ့ဖြောက်လို့ရတယ်နော်ဒါဖြောက်တဲ့နည်းတစ်ခုပဲဒေါသကြီးနေဒေါသရဲ့အပြစ်တွေကိုဆင်ញင်စဉ်းစားကြည့်ဒေါသရဲ့အပြစ်တွေကိုဆင်ញင်စဉ်းစားပြီးတစ်ဖက်ကမေတ္တာတက်ဝင်ချစ်ခင်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုဆင်ញင်စဉ်းစားအကျိုးနဲ့အပြစ်အဆိုးနဲ့အကျိုးဒီနှစ်ခုကိုဆင်ញင်စဉ်းစားကြည့်လိုက်တာနဲ့တပြိုင်နက်ပျောက်သွားမှာကိုယ့်အကိုလှုပ်ကြည့်နော်အပြစ်ကိုနာနာဆင်ញင်ပေးလို့ရှိရင်အပြစ်ဆိုတာလူတွေကမလိုချင်ဘူးလေမကောင်းတဲ့ဘက်ကအမြဲတမ်းကြည့်ပေးတဲ့အခါကျမကောင်းတာတွေမဖြစ်ရအောင်ဒါဖြင့်ကောင်းတာကိုရွေးတတ်အောင်ကောင်းတဲ့ဘက်ကိုပါဆင်ញင်ပေးရတယ်ဒီနှစ်ခုဆင်ញင်ပေးတာအဲ့ဒါကိုစာပေလို့ပြောလို့ရှိရင်သူကအာဒီနဝဓာတဝီအပြစ်ကိုရှုတာအာနိတန္တဓာတဝီအကျိုးကျေးဇူးကိုမြင်တာသူ့ရဲ့အပြစ်ဒေါသကိုဖြောင်းမယ်ဆိုရင်ဒေါသရဲ့အပြစ်ကိုဆင်ញင်ဒေါသကင်းပြီးတော့မေတ္တာသက်ဝင်ခြင်းရဲ့အကျိုးကျေးဇူးကိုဆင်ញင်ဒီတစ်ခုဆင်ញင်ပေးခြင်းအပြင်ဒေါသလျော့ပါသွားမယ်ဒီလိုဆိုလိုတာနော်အေးစိတ်ရထွက်ပေါက်များဆိုတဲ့အထဲမှာလည်းပဲစိတ်တွေထွက်ပေါက်တွေကိုမြတ်စွာဘုရားဟောထားတာရှိတယ်ပေါ့ဘုန်းကြီးတို့ရင်တော့စိတ်ထွက်ပေါက်များဆိုပြီးဟောပေးထားရှိတယ်မြတ်စွာဘုရားဟောတဲ့တရားတွေပဲနည်းတွေပဲနော်အဲ့ဒါတွေနဲ့ဆက်ဆက်ပြီးတော့မကောင်းတဲ့စိတ်တွေကလွတ်မြောက်အောင်ကြိုးစားအထောက်ကြရမှာပေါ့အဲ့ဒီမှာမြတ်စွာဘုရားဟောတဲ့စကားလုံးနဲ့ဆိုရင်တေတံယေဝပါပကနံအကုသလနံဓမ္မနံပဟာနာယအဲ့ဒီမကောင်းတဲ့အခြေအနေဆိုးတွေအကုသိုလ်တရားတွေကိုဖယ်ရှားဖို့ရအတွက်ကြိုးစားပါတဲ့လုံလဝိရိယလောက်ပါအထုတ်ပါအမြဲတမ်းလောက်ပါနောက်မဆုတ်ပါနဲ့လျှော့မပေးပါနဲ့ဒီလိုဆိုလို့တယ်နော်မအောင်မြင်လည်းပဲအောင်မြင်သည်ထိအောင်ကြိုးစားပါတဲ့အပတိဝါနီဆိုတဲ့စကားလုံးလေးကိုမြတ်စွာဘုရားသုံးတယ်ဘယ်တော့မှနောက်မဆုတ်နဲ့မရမချင်းကြိုးစားလို့ဒီလိုပြောတာနော်အဲ့ဒါလို့ကြိုးစားအထုတ်ခြင်းဖြင့်ဒီဟာတွေမကောင်းတဲ့အခြေအနေတွေအကုန်လုံးဖယ်ရှားပစ်ပြီးတော့ဖယ်ရှားနိုင်ပြီးသားဖြစ်ပါလိမ့်မယ်တဲ့ကဲဒါဖြင့်အဖြေကလောဘမရှိဘူးအကောင်းထွက်လာတယ်ဆိုတာတော့အကောင်းထွက်လာပြီအဖြေကအကောင်းတွေရလာတယ်နော်အကောင်းထွက်လာပြီဆိုရင်တော့ဘာလုပ်မလဲဆိုရင်အဲ့ဒီကောင်းတဲ့အခြေအနေပေါ်မှာယက်တည်ပါတဲ့တေတုယေဝဓမ္မေတုပဋိဋ္ဌာယအဲ့ဒီပေါ်မှာပဲယက်တည်ထားပြီးတော့ဥတ္တရိအာသဝနံခယာယယောဂောကရဏီယောတဲ့ဆက်ပြီးတော့မကောင်းတာတွေလုံးဝပျောက်သွားသည့်ထိအောင်ဆက်ကြိုးစားပေးပါတဲ့ဒါမြတ်စွာဘုရားဟောတဲ့တရားပဲပေါ့အဲ့တော့လုံးဝကုံဆုံးသွားသည့်ထိအောင်ကြိုးစားပါဒီအကောင်းလေးနဲ့ရပ်မနေပါနဲ့ဒီအကောင်းပေါ်မှာအခြေစိုက်လိုက်ပါအခြေစိုက်ပြီးတဲ့အခါမှာကိုယ်တဏ္ဍမှာရှိတဲ့အာသဝတရားတွေလုံးဝကင်းသွားသည့်ထိအောင်ဆိုလိုတာကယဟန္တာဖြစ်သည့်ထိအောင်အရတ္တဘက်အရတ္တဖို့ရသည့်ထိအောင်ဆက်ပြီးတော့ကြိုးစားပါဒီအခြေအနေကောင်းတွေပေါ်မှာရပ်တည်ပြီးတော့ကြံ့ကြံ့ခံရပ်တည်ပြီးတော့ရှစ်ဆက်လောက်ပါလို့ဒီလိုမြတ်စွာဘုရားဟောတာအဲ့တော့မြတ်စွာဘုရားရဲ့ဒီဩဝါဒတော်ကတော့ကောင်းတာလုပ်တယ်ဆိုရင်လည်းပဲလမ်းကူးလက်မှာရပ်မထားနဲ့ဒီမှာပဲသောတာပန်ဖြစ်သွားရင်လည်းသောတာပန်နဲ့တည်းမရပ်နိုင်နဲ့တဂရဂံဖြစ်အောင်လုပ်တဂရဂံဖြစ်ပြီးရင်လည်းမရပ်နိုင်အောင်အနာဂံဖြစ်အောင်လုပ်အနာဂံဖြစ်ပြီးရင်လည်းမရပ်နိုင်အောင်ယဟန္တာဖြစ်အောင်လုပ်ယဟန္တာဖြစ်ပြီးဆိုတော့မှလှုပ်เสียမှရှိတော့အဲ့ဒီထိအောင်သွားလို့ဆိုလို့တယ်ပေါ့
ဘယ်ရာပဲဖြစ်ဖြစ်မြတ်စွာဘုရားအားလုံးဟာပြည့်ပြည့်စုံအောင်လုပ်ဖို့အမြဲတမ်းညွှန်ကြားလေးရှိတယ်ပေါ့အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့သာစိတ်တတုတ်လားကျင့်စဉ်အတိုင်းနော်နေ့တိုင်းဆင်ញင်ကိုယ်စိတ်ကိုပြင်ဖို့ဒါဟာအရေးကြီးတဲ့ကျင့်စဉ်တစ်ခုဖြစ်တယ်ဆိုတာကိုယ်စီသဘောကျပြီးတော့ဘုရားမြတ်စွာရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရအခြင်းကြောင့်တဝေတံကျွင်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြမြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်းတဝန္တာရွှေမြူဝမုံလူရရဲ့ကြည်နုဝဲကြုံဖူးပွေးညကုန်သည်ဖြစ်ပေဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတည်းဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လည်၍နေကြပါစေကုန်သတည်း